အလုတ်လုတ်နေတဲ့အမျိုးသမီးနဲ့အလုတ်မလုတ်တဲ့အမျိုးသမီးကရန်ကိုခွာခြားပါတယ်ရှင်အလုတ်လုတ်နေတဲ့အမျိုးသမီးကြရင်ကိုယ့်ကိုအတိညာလက်ပွင့်တယ်ကိုယ့်ကိုလည်းဘောနော်ယုံကြည်မှုဆိုရင်လည်းသူက so high ဖြစ်တာပေါ့နော်ယုံကြည်မှု confidence level က so high ဖြစ်တယ်ကိုယ့်ကိုဉာဏ်ပညာထက်မြက်တယ်ပေါ့နော်ပြီးရင်လူပေါင်းဆက်မယ်လူရောင်ဝင်မယ်ကိုကလေအိတ်ထောင်စင်မျိုးသမီးဖြစ်စေကိုကအိတ်ထောင်စင်မျိုးသမီးဖြစ်လို့ကိုယ့်ရဲ့ယောက်ျားကတတိဖြစ်ပါတယ်ဆိုပါတော့ဆိုပါတော့ဒါဆိုရင်ကိုယ့်ရဲ့ယောက်ျားကအလုံးမလုံးခိုင်းဘူးတတိဖြစ်နေလို့ဒါပေမဲ့လူဆိုတော့ပြောမထိုင်ဘူးနော်တမတ်တဲ့ဘယ်မှာလဲတွေးလို့မရဘူးကိုယ့်ရဲ့ယောက်ျားကစိတီဖြစ်စေမစိတီဖြစ်စေကိုကအလုံးလုံးတတ်ထားမယ်ဆိုရင်ဒါဆိုရင်ကိုယ့်ရဲ့သားသမီးကိုကစိကနေမမတ်လဲရက်တည်နိုင်မယ်ကိုကဒီချိန်မှာကိုကအိတ်ထောင်ဆင်လည်းဖြစ်တယ်အလုတ်လည်းမလုတ်တတ်ဘူးဆိုရင်ကိုယ့်ရဲ့သားသမီးကိုကဘယ်လိုမျိုးစီမံခန့်ခွဲမလဲဒါဆိုရင်ပို့ပြီးဒုက္ခရောက်တယ်နော်ဒီမျိုးဘဝပြတ်သွားတဲ့မိသားစုတွေအများကြီးရှိတယ်ဒါပေမဲ့အိတ်ထောင်ရှင်အမြင့်သမီးလောက်ပဲလားဆိုရင်မဟုတ်ပါဘူးတကူရတကာရအပြူကြီးတွေလည်းအများကြီးပဲနော်ခုခေတ်မှာဖြစ်နေတာအချုပ်ပြူကြီးတွေအလုံးမလုံးဘူးအိမ်မနေတယ်သမင်းချစ်တယ်အိတ်ကတူမတွေကိုအဝတ်လျှော့ပေးတယ်ပြီးရင်ကြွေတိုက်တယ်အိမ်မှာပဲနေတာပေါ့နော်ဒါစီဒီလိုမျိုးအပြူကြီးတွေဆိုတဲ့အိမ်မှာနေပြီဆိုညံရလဲလောဘောကိုမထစ်မြစ်တော့ဘူးပြီးရင်ကိုယ့်ကိုယ်လည်းမြင်တဲ့သိငယ်စိတ်တွေဖြစ်နေမယ်ဒါဆိုရင်ကျမတို့အမျိုးသမီးတွေကအလွတ်လွတ်ဖို့မတက်ဘူးလားတကယ်တော့တက်ပါတယ်ကိုကကိုအောက်ကိုလိုအပ်တယ်လေအမြဲတမ်းသူများစီမှာလက်ဖြတ်တောင်းနေမယ်ဆိုရင်ကိုကဒါဆိုရင်ကိုယ့်ရဲ့ဘဝမဟုတ်တော့ဘူးဒါကြောင့်ကျမကတော့အမျိုးသမီးလေးကိုအလွတ်လွတ်ဖို့တိုက်တော်တာဖြစ်ပါလေရှင်ဒါဆိုရင်တချို့ကမေးမှာပေါ့နော်ခုပြောနေတဲ့သူကလည်းအလုတ်လုံးလားဆိုရင်တကယ်ကျမကတော့လေကိုယ့်အကိုတဲ့သူဖြစ်လို့လားမသိဘူးသူများကိုအောက်ကိုရမယ်အလုံးနော်သူများစီမှာလက်ဖြတ်တောင်းရမယ်လို့ဆိုကျမလုံးဝမနစ်သက်ပါဘူးရှင်ကျမကိုထိုင်လဲကိုထိုင်လဲအလုတ်လုတ်တယ်ပြီးရင်ကိုကလေအမြဲတမ်းလေကိုတိုင်လှုပ်လိုက်ရမှကျင်တဲ့အတွေ့အမြဲတမ်းရှိတဲ့သူတရားဖြစ်ပါတယ်ဒါကြောင့်ကျမကတော့အမျိုးသမီးလေးကိုအလုတ်လုတ်ပါကိုနိုင်တလားအင်အားလေးနဲ့ကိုကဇီရောက်တက်လာဇီရောက်တက်ရင်ဘယ်နေရာမဆိုဘယ်ဒေသမဆိုဘယ်ချိန်မှမဆိုကိုကရောက်တက်တယ်ချက်တက်တယ်ဆိုရင်ဒါဆိုရင်ကိုမအသိဉာဏ်တစ်ခုပွင့်လာပြီလေကိုကဈေးလဲရောက်မတက်ဘူးဘာလဲလုံးမတက်ဘူးဆိုရင်လုံးဝတုံးနေတဲ့အမျိုးသမီးဖြစ်မှာစိုးလို့ပါရှင်ကျမကတော့ကိုရဲ့ဖောင်တာဆုဖြစ်ပါတယ်ရှင်အားလုံးကို